အားလုံးပဲမင်္ဂလာပါနှစ်ထောင်ကိုကျွန်တော်တို့ဖြတ်ကူးလာပါတော့မကြခင်ကျွန်တော်နှစ်2026ကိုကျွန်တော်တို့ရောက်လို့ပေါ့နော်2026ကိုကူးရလဲရက်လေးရလဲဘယ်လောက်မလို့တော့တဲ့အချိန်မှာကျွန်တော်အနေနဲ့ဗမာပြည်ကနေထွက်လာတဲ့လူတိုင်းပေါ့နှစ်တကူစုတောင်းစကားလေးကိုကျွန်တော်ရင်းတဲ့နှလုံးသားထဲကနေပြည်နေကျွန်တော်မျှဝေကျွန်တော်ဒီဗီဒီယိုလေးလုပ်လိုက်တာပေါ့နော်နှစ်တစ်မှာကျွန်တော်တို့ရဲ့မိသားစုတိုင်းပေါ်မှာကြာမာခြင်းငြိမ်းချမ်းခြင်းနဲ့မျော်လင့်ချက်အသစ်တွေကိုရနိုင်ကြပါစေလို့ကျွန်တော်ပထမဆုံးဆုတောင်းပေးလိုက်ပါတယ်ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာကျွန်တော်တို့ဗမာ community ပေါ့နော်စိန်ခေါ်မှုတွေအများကြီးနဲ့ကြုံတွေ့ခဲ့ရတယ်ဒါပေမဲ့စိန်ခေါ်မှုတွေအကုန်လုံးကိုကျွန်တော်တို့ကအပြန်လန်လက်တွဲညီညွတ်စွာနဲ့နေခဲ့တဲ့တော့အတူတူကဖြတ်ကျော်ခဲ့တဲ့တော့ကျွန်တော် community မှာအခုဆိုကျွန်တော်တိုးတက်မှုတွေအများကြီးမြင်နေရတယ်။အရင်ထက်ပိုပြီးတော့စူးစီးမှုတွေအပေါင်းလက္ခဏာဆောင်တဲ့တိုးတက်မှုတွေမြင်နေရတာကျွန်တော်အယံဝမ်းသာတယ်မြင်ရတာကြားရတာတွေတော့လည်းအယံဝမ်းသာမိတာပေါ့နော်။အဲ့ဒီလိုမျိုးကျွန်တော်တို့ရဲ့စူးစီးမှုပူးပေါင်းမှုတွေနဲ့သူနှစ်သက်မှာပို့ပြီးတော့ညီညွတ်ပြီးတော့ပို့ပြီးခိုင်မာတဲ့အတိုင်းအဝိုင်းတစ်ခုကိုကျွန်တော်တို့ဖြစ်လာနိုင်ဖို့အတွက်လည်းပို့ပြီးတော့ကျွန်တော်မျှော်လင့်တယ်ဒီတက်ပို့ပြီးတော့ကျွန်တော်တို့ညီညွတ်မယ်ဆိုပြီးတော့လည်းကျွန်တော်ယုံကြည်တာပေါ့နော်ဆိုတော့အတိုင်းဝိုင်းတစ်ခုတိုးထပ်ဖို့ဆိုတာကဂရိပေးတဲ့လူတွေထက်အချိန်ပေးပြီးတော့လက်တွေ့အလုပ်လုပ်တဲ့လူတွေကိုသိထားမြင်တာပေါ့ပိုပြီးအရေးကြီးတယ်အတိုင်းဝိုင်းမှာလက်ရှိကျွန်တော်တို့နေနေတဲ့အမေရိကပေါ့နော်ဆိုတော့ကျွန်တော်တို့ရဲ့ပြောလိုက်တဲ့စကားလုံးတိုင်းကျွန်တော်တို့ရဲ့စုပေါင်းပြီးတော့ထုတ်လိုက်တဲ့အဖြေတိုင်းကျွန်တော်တို့ရဲ့အတန်တိုင်းကကျွန်တော်တို့အတိုင်းဝိုင်းရဲ့အနာဂတ်ကိုပုံဖော်နိုင်တဲ့တန်ဖိုးရှိတဲ့အတန်တွေလည်းဖြစ်ဖို့လိုရတာပေါ့နော်ဆိုတော့နှစ်တစ်ကိုကြိုးစုံနေတဲ့အချိန်မှာကျွန်တော်တို့ရဲ့အခွင့်အရေးတွေကိုလာမယ့်နှစ်တစ်မှာကျွန်တော်တို့ရဲ့အခွင့်အရေးတွေကိုပို့ပြီးတော့တာဝန်ရှိအသုံးချနိုင်ပြီးတော့ကျွန်တော်တို့အတိုင်းဝိုင်းတော့အမှန်တကယ်ဘသူကတာဝန်ထမ်းနိုင်တယ်ဘသူကထောက်ခံပေးနိုင်တယ်ဘသူက support နေပေးနိုင်တဲ့လူတွေကိုကျွန်တော်တို့ကအတေချာစဉ်းစားဆုံးဖြတ်ဖို့လဲအရေးကြီးတာပေါ့နော်ဆိုတော့ကျွန်တော်တို့အကုန်လုံးသူတို့ကစဉ်းစားပြီးတော့သူတို့ကရွေးချယ်ပြီးတော့သူတို့ကလက်တွဲပြီးတော့ပုံမကောင်းမွန်တဲ့နှစ်တစ်ခုပုံမကောင်းမွန်တဲ့အတိုင်းဝိုင်းတစ်ခုကိုကျွန်တော်တို့တည်ဆောက်ကြမယ်လို့လည်းကျွန်တော်မျှော်လင့်တယ်အဲ့ဒါတွေပြောရင်းနဲ့နှစ်တစ်ကူမင်္ဂလာပါလို့ပြောရင်းနဲ့အားလုံးတော့ကောင်းမွန်တော့နှစ်လေးဖြစ်ပါစေလို့ဆုတောင်းပြီးဒီဗီဒီယိုလေးကိုဒီမှာပဲရပ်လိုက်ပြီ